The Diamond လို့လူသိများတဲ့ Dustin Poirier မှာအားနည်းချက်ကြီးတစ်ခုရှိတယ်။အဲ့ဒါကတော့ထိုးတက်နေရင်သူ့ရဲ့ပေါင်းပြီးကိုခဏကြံပြင်းတတ်တဲ့အကျင့်ပါပဲ။ပြိုင်ပတ်ဒီကသူ့ရဲ့ဒီအကျင့်ကိုအခွင့်ကောင်းယူပြီးအမိအားထိုးနှက်ထဲကြတာအကျင့်ပါပဲ။အခုလဲ Islam Makhachev က Dustin ရဲ့ဒီလိုခံမိုင်းရလွယ်တဲ့အကျင့်ကိုသူ့ရဲ့ Take 10 IQ နဲ့ဘယ်လိုလှည့်စားသွားလဲဆိုတာကြည့်ရအောင်။ Dustin ကဖြောင်းလက်တီးနဲ့စောက်ဝလာပဲမဲ့Islam ကခေါင်းကိုအထဲသွင်းပြီးရှောင်လိုက်တယ်။ပြီးတော့ညာလက်နဲ့တံပြန်ကောင်းတာအမိအားထိုးလိုက်တာမျက်နှာကိုတဲကြီးဝင်သွားတာပါ။အဲ့ဒီနောက်မှာတော့ Islam ကဖီအားပေးတဲ့လက်တီအတွဲလိုက်ကိုတဲဆက်ပသွင်းတော့တာပဲ။သူ့ရဲ့ရည်ရွယ်ချက်ကအလဲထိုးဖို့တဲ့ Dustin ကိုတန်းလောင်းအိမ်နေရနာရော့အောင်တွန်းပို့ပြီးအကအကွယ်ယူထားရအောင်လုပ်ဖို့ပါ။အဲ့ဒီမှာတင်ကွက်တီပဲ။ Islam ကရှေ့ကိုဒူးထိုးဝင်ပြီးလှဲချတော့မဲ့ take down ကိုအယောင်ပြလိုက်တယ်။ Dustin ကအဲ့ဒါကိုကျူဆောင်ပြီးဖြတ်ထိုးဖို့ဘေးပြင်းလက်တီးကိုပြစ်ထိုးလိုက်တာပေါ့။ဒါပေမဲ့ Islam ကအများကြီးကျူမြင်ထားပြီးသားလား။သူကခေါင်းကိုနောက်ဆုတ်ပြီးလက်တီးကိုလွဲသွားအောင်လုပ်လိုက်တယ်။ Dustin ကသူ့ခေါင်းကိုတံပြန်လက်တီးလာတော့မဲ့အထင်နဲ့အကအကွယ်လုတ်ခုပြင်းနေတော့မှာပဲ Islam ကခြေအောက်နှစ်ဖက်လုံးကိုသိမ်းကျုံဖမ်းဖို့ double leg အတွက်အောက်ကိုချက်ချင်းငုံရှင်းသွားပါတော့တယ်။ဒါဟာသူ့ရဲ့နမိတ်ကျော်ထောင်ချောပါပဲ။သူက double leg နဲ့ချိန်ပြီးပြိုင်ဘက်ရဲ့တိမ်ပါကိုမလုံနိုင်အောင်လုပ်လိုက်တယ်။ပြီးတာနဲ့ခြေထောက်တစ်ဖက်ထဲကိုဖမ်းခဲ့ single leg ကိုချက်ချင်းပြောင်းလိုက်တယ်။လက်နှစ်ဖက်ကိုသေးချာချိတ်မှခြေထောက်ကိုခတ်ပြီး Dustin ကိုဂျမ်ပင်းပေါ်အလှပပကြီးရိုက်ချလိုက်ပါတော့တယ်